ကစုံလာပြည်ဗုဒ္ဓနေ့အကြောင်းကစုံလာပြည်နေ့သည်ဗုဒ္ဓဘာသာဝင်များ၏နေထူးနေ့မြတ်ကြီးဖြစ်ပါတယ်ကစုံလာပြည်နေ့၏ထူးခြားချက်များမှာဗျာဒိတ်ဖွားမြင်ဘောဓိပင်စံဝင်နိဗ္ဗာန်ဆိုသည်နှင့်အညီသုံးလောကထွတ်ထားတပ်ပင်ညုမြတ်စွာဘုရားဗျာဒိတ်ခံယူသောနေ့ဖြစ်ခြင်းဖွားမြင်တော်မူသောနေ့ဖြစ်ခြင်းဖျားဖြစ်တော်မူသောနေ့ဖြစ်ခြင်းပြိနိဗ္ဗာန်ဆံတော်မူသောနေ့ဖြစ်ခြင်းစသောဤထူးခြားချက်၄မျိုးတို့နှင့်တိုက်ဆိုင်နေပါတယ်။ဤကဲ့သို့ထူးခြားချက်၄မျိုးတို့နှင့်ပြည့်စုံသောကြောင့်ကစုံလပြည့်ဗုဒ္ဓနေ့ဟုအမွန်းတည်ခေါ်ဆိုကြခြင်းဖြစ်ပါတယ်။ကစုံလပြည့်နေ့တွင်မာနယံကိုအောင်မြင်တော်မူသောကြောင့်ကစုံလပြည့်မှန်အောင်နေ့အဖြစ်လည်းမှတ်သားထားကြပါတယ်။ဝိသခနက္ခဏီရှိ၏ဖွားမြင်တော်မူခြင်းပရိနိဗ္ဗာန်ဆံတော်မူခြင်းများကိုအကြောင်းပြု၍ကစုံလပြည့်နေ့ကိုဝိဆက်တေဝိသခနေ့ဟုလည်းခေါ်ဆိုကြပါတယ်ဗုဒ္ဓဘာသာဝင်တို့သည်ဖျားဖြစ်သောနေထူးနေ့မြတ်ကိုအာရုံပြု၍ကစုံလပြည့်နေ့ရောက်တိုင်းပရိဘောဂစေတီထိုက်သောဘောဓိပင်ကိုရေသွန်းလောင်းပူဇော်ကြပါတယ်ဘောဓိပင်သည်တပင်ညုတဉာဏ်တော်ကိုရ၍ဖျားဖြစ်တော်မူရာဌာနဖြစ်ခြင်းဖွားပတ်တော်ခုနှစ်ပါးတွင်စည်ရင်းဝင်ခြင်းတို့ကြောင့်ထူးခြားသောတစ်ပင်တစ်မျိုးလည်းဖြစ်ပါတယ်။ထို့ကဲ့သို့မြတ်စွာဘုရားနှင့်ဓာတ်ရိုက်ဆက်ဆက်၍ဘောဓိပင်၌ရေသွန်းလောင်းခြင်းအစဉ်လာကိုခေတ်ဆက်ဆက်ပြုလုပ်လာခဲ့ကြပါတယ်။မြမရိုးရာစနေရာဒီပွဲတော်များအနက်ကစုံလ၌ညောင်ရည်သွန်းပွဲတော်ကိုရိုးရာပွဲတော်ဖြစ်လည်းအစဉ်လာသတ်မှတ်ခဲ့ကြပါတယ်။အာသနာဘောရိယမထေရလောင်းလျာသည်တိတ်တဘုရားရှင်၏ဘောဓိပင်ကိုစိုက်ပျိုးပူဇော်သောကုသိုလ်ကြောင့်နတ်ပြည်၌နတ်ဖြစ်ရခြင်းစัจ जा မင်းဖြစ်ရခြင်းအပယ်လေးပါးမှလွတ်ကင်းရခြင်းစသောအကျိုးများကိုခံစားရကြောင်းထေရပါရံကျမ်းဂန်၌ဟောကြားထားပါသည်ကံတော်တကတိတ်တမထေရလောင်းလျာသည်ဗုဒ္ဓမုဒ္ဒရမြတ်စွာဘုရားရှင်၏ဘောဓိပင်ကိုနတ်သားရည်ဖြင့်သွန်းလောင်းသောကုသိုလ်ကြောင့်နတ်ပြည်၌ဖြစ်ရခြင်းအနာရောဂါမဖြစ်ရခြင်းတောကကင်းဝေးခြင်းစသောအကျိုးများကိုခံစားရပါတယ်အထက်ပါအကြောင်းအရာများကိုနှလုံးသွင်း၍ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်နှစ်စဉ်ကစုံလပြည့်နေ့ရောက်တိုင်းကျောင်းကဘုရားများသို့တွားရောက်ကြ၍မြတ်ဗုဒ္ဓကိုစားဥဒိဋ္ဌစေတီတော်များကိုအနေကစားခြင်းဗုဒ္ဓပိဋကမင်္ဂလာသဘင်စင်ရင်ကျင်းပ၍ညောင်ရည်များသုံးလောင်းပူဇော်ကြကာကုသိုလ်အထူးကို